နည်းနည်းလေးမဟုတ်ဘူးနော်အသက်မပြည့်နေတဲ့ကလေးဘလောက်လဲ1000ကျော်ဘလောက်လဲ1000ကျော်အပြုံးမယ်ဘလောက်လဲ1000ကျော်အယောက်1000ကျော်ဆိုတဲ့မင်းစဉ်းစားကြည့်တာနောက်ဖက်ချမ်းကိုအလဲကောင်းနေရိုက်ပြထားပါဒီမဲ့အိုးရဲလဲရေတွေဝန်းကုန်ပါပြီတချို့ဆိုကျက်သွန်အိမ်ကကျက်သွန်နေပါမရှိတော့ပေါ့ကုန်ပြီရဲ့အိုင်နာလေးကဒီနာလေးကအပင်နေတဲ့တစ်ခုမှမရှိတော့ကုန်ပါကုန်ပြီကိုင်းသားတွေလည်းပြိုးကြကုန်ပြီမူးရလားမမြောက်ခါမှအဲ့လောက်ကြီးလာတာကိုမကြုံဘူးသေးဘူးဟိုမဲလဲလူအလုံးပဲမင်္ဂလာပါခင်ဗျာမဇလီပင်ရွာရဲ့ဆယ်မိုးကြီးပြီးဂျေကာရာကြိုးကြပြီးတော့ရွာရဲ့အင်ဂျီတချို့ပျက်စီးသွားတယ်တဲ့မိသားစုသားမီ6ယောက်ရှီမျော၍တိတ်ဆုံးသွားပါတယ်တဲ့အဲ့တော့ထပ်တူထမျှစိတ်မကောင်းပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာကပ်ဘေးအမျိုးမျိုးဒီကောင်ကြီးစပြီးလှုပ်ထဲကဒီကောင်အာနာစယူတွေကကပ်ဘေးအမျိုးမျိုးမှနည်းနည်းအမျိုးမို့ကပ်ဘေးပေါင်း3000 6000လောက်တောင်ရှိမလားမသိပါဘူးအကုန်လုံးရင်ဆိုင်နေရပါတယ်အဲ့ဒီတော့ကိုပြည်သူတာလျင်ကိုဟာကိုအားကိုပြီးကိုထူကိုထားနေတာဒါစူးစမ်းရမှာဖြစ်ပါတယ်ကရတယ်ကြီးရလိုက်ပါပါဗျာဟိုကလည်းပေါက်ကြလာတော့ငါတို့ဘာလို့လဲပြုတ်ဟမ်ပြုတ်လို့ရပါဘာဒီပါပါကောင်းလို့ရမလို့တောင်းမေဟိုဘာလို့လာပါပြီဒီဒီတော့ဒီကောင်းလို့အောင်မေးဆောင်လို့ရှိအာနာစင်တော်လည်းကိုဒီရတာပါပြီတိုင်းသားတွေပဲစီးရလို့ရှိရှိဝိုင်းရတာကမှဘယ်ကျွန်တော်တို့ရဲ့အာတက်ဆရာဗီဒီယိုလေးတော့ကြည့်ပြီးသွားပြီဒါပေမဲ့ကျွန်တော်ဝေဖန်လေးကဏ္ဍလေးနည်းနည်းလုပ်မယ်အဲ့ဒါဘာလို့အတွက်လဲဆိုကျွန်တော်တို့ပြည်သူတွေအတွက်ပါကျွန်တော်ဘာတွေဝေဖန်လေးကံမလဲဆိုတော့ဒီလိုမျိုး
တိုက်ပွဲကပြန်လာလို့အောင်မြင်လာတိုင်းဒီလိုမျိုးကြိုဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့ဝမ်းသာတယ်အားရတယ်ပီတိဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောမယ်နော်ဒါပေမဲ့အဲ့ဒီလိုမျိုးကြိုဆိုတာကိုဗီဒီယိုဖိုင်ကြီးနဲ့တင်လာတဲ့အချိန်ကြရင်ဟိုခွေးသားကအဲ့ဒီနေရာကိုအတိအကျမှတ်ပြီးလေရင်နဲ့လှကြေးတာအဲ့ဒီတော့လူတွေအထိနာလေလူတွေအထိနာလေကဲဤသူတွေပဲအထိနာတာအဲ့ဒီနေရာကိုလေရင်နဲ့ကျဲပြီးဆိုရင် PDF ဆိုတာလည်းမရှိတော့ရွာသူရွာသားတွေပဲကြံခဲ့မြို့ဆိုရင်လည်းမြို့ပဲကြံမြို့သူမြို့သားတွေပဲကြံခဲ့မယ်အဲ့ဒီလိုကြံခဲ့ရင်အိုးအိမ်ကြီးပျက်စီးရင်ဘဒူတွေပျက်စီးတာဘဒူတွေဆုံးရှုံးတာဘဒူတွေအသက်တွေပေးဆက်လိုက်ရတာအဲ့ဒါကြောင့်မို့အခုကျွန်တော်ဥပမာအနေနဲ့ဥပမာပေးရအေးတိုက်ပွဲပေါင်းစင်နှွှဲလာတာတိမ့်လာတဲ့မြို့ပေါင်းနဲတာမဟုတ်ဒီယိုပိုင်ဘဏ္ဍခုထုတ်ပြန်ဘူးတယ်ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ကဘယ်လိုဗီဒီယိုဖိုင်တွေလဲဆိုတာသိရမှာပါတိမ့်လာတဲ့စကားကိုကြည်စံနေပါလိမ့်နဲ့တပ်ပုံရရတယ်တင်လိုက်တယ်ဒီလောက်ပဲသူတို့အောင်ပွဲပြန်လာလို့ကြိုလာတော့ဟုတ်လားသူတို့ဗမာနေတာတော့ဗမာမှဗီဒီယိုဖိုင်မရှိဘူးကျွန်တော်ဒါဥပမာပေးတာနော်ဆရာကြီးလောက်တာလည်းမဟုတ်ကျွန်တော်ပြည်သူတွေအတွက်ကိုကျွန်တော်ကပြောပြတာအခုလိုမျိုးကြိုဆိုတာတော့ဝမ်းသာတယ်အားရတယ်ပီတိဖြစ်တယ်ဒါပေမဲ့မကြိုစုံလို့လည်းမပြောကြိုစုံပြည်သူတွေကကြိုဆိုတာကြိုစုံအဲ့လိုမျိုးဗီဒီယိုဖိုင်နေနဲ့တင်တဲ့အချိန်ကြတော့လူတွေအထိနာတယ်ပြည်သူတွေပဲအထိနာတာတင်ခွင့်လည်းမပေးပါနဲ့ကိုယ်တိုင်လည်းမတင်ကြပါနဲ့လို့ပဲကျွန်တော်ဒီနေရာကနေအနုညွတ်မြတ်တာရက်ခံအပ်ပါတယ်ကိုတိန်ထားတဲ့မြို့ပဲဖြစ်ဖြစ်ကိုတိန်ထားတဲ့ရွာပဲဖြစ်ဖြစ်အဲ့လိုမျိုးအတိအကျဖြစ်သွားလို့ရှိရင်အဲ့လိုမျိုးကြူဆိုတာတွေ့သွားရင်ဒါကဟုတ်လား PDF တွေပဲရှိတဲ့ရွာဆိုပြီးလေနဲ့လက်ပစ်ကွာဒါက PDF တွေပဲရှိတဲ့မြို့ဆိုပြီးလက်ပစ်ကွာလော်ဘီစစ်တပ်လော်ဘီတွေကအစအဲ့ဒါမျိုးလောနေတာဟာအဲ့ဒီရွာမြေကြံပြီးရောဆိုပြီးတော့အဲ့လိုမျိုးဘုံကျဲခိုင်းတာအဲ့ဒီရွာမှာစစ်သားကိုချစ်တဲ့လူတယောက်မှမပါဘူးဆိုပြီးတော့အဲ့လိုမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကြို့မယ်ဆိုရင်တော့ကြို့ဆိုပါဒါပေမဲ့ဗီဒီယိုတွေတော့ရိုက်ပြီးမတင်ကြပါနဲ့လို့ပဲကျွန်တော်ကတော့အကြံဉာဏ်လေးပေးချင်တာပေါ့နော်တက်မတော်ကိုချစ်တဲ့သူနဲ့အဘချစ်တဲ့သူကမတူဘူးเนาะအဘချစ်လူရန်စားတက်ရှိတယ်တက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ထဲမှာရှိနေတဲ့အရာရှိအရာခံအကျက်စစ်သည်ရဲမေတက်မိသားစုဝင်အားလုံးကိုချစ်တာအားလုံးကိုချစ်တယ်ဆိုတာကတက်မတော်သားတွေရဲ့အခက်ခဲတွေတက်မတော်သားတွေရဲ့ဘဝတွေကိုတကယ်ကိုစာနာပြီးတော့ဒါကိုယ့်ရဲ့တက်မတော်နိုင်ငံရဲ့တက်မတော်ချစ်တာအဘချစ်လူရန်စားဆိုတာကတော့ဒီအဘတွေနဲ့တွဲပြီးစီးပွားရေးလုပ်နေလို့ပဲဖြစ်ပါစေဒီအဘတွေစီကနေပြီးတော့ဟိုဟာရှောက်တာရှောက်ဟိုဟာကြောက်အောင်ဒါကြောက်အောင်ဆိုပြီးရှောက်နေတဲ့သူတွေဒီလိုလူတွေကကြတော့ဟာဘယ်ဘာနဲ့ငါရင်းနှီးအတွက်ကြောင့်မလို့ငါတို့ကဒီအစိုးရနဲ့တက်မတော်ကိုထောက်ခံရမယ်ဆိုတဲ့ပုံစံမျိုးကြတော့ဒါအဘချစ်လူရန်စားအဲ့တော့အဘချစ်လူရန်စားနဲ့တက်မတော်ကိုတကယ်ချစ်တဲ့လူရန်စားဆိုတာလုံးဝမတူညီဘူးဘလို့မတူညီလဲဆိုရင်တက်မတော်တကယ်ချစ်တဲ့သူကကြတော့အငိမ့်စားသွားလဲချစ်တယ်အဘချစ်လူရန်စားကြတော့အဲ့အဘအနားယူသွားလို့ရှိရင်အိမ်သားတော့မသွားတော့ဘူးဆက်ပြတဲ့တုံးတော်မတရတော့ဘူး ကတ်ခွာဟာလားရှိနေရင်ကတ်တယ်မရှိရင်ခွာတယ်ကတ်ခွာအဲ့လိုဖြစ်သွားတာအဲ့တော့တက်မတော်ချစ်တဲ့သူကအဲ့လိုမျိုးမဟုတ်ဘူးသူကအငိမ့်မဲစားသွားဟိုစစ်မှုတဲ့ဟောင်းဖွဲ့ဝင်မဲဖြစ်နောက်ဆုံးတိုက်ပွဲပဲကြာသွားလို့ကျင်းသူမိသားစုပဲဖြစ်တက်မတော်မိသားစုဝင်ဆိုတာနဲ့ဟိုဒါစာနာပြီးတော့ကိုချင်းစာပြီးတော့ကိုချစ်တာမျိုးနောက်ဆုံးခြေတော့တစ်ဖက်ပြက်လေးနဲ့စာအုပ်လာရောင်းရင်တော့မှဟာလားအရင်တော့ကတနာခဲ့တာအခုများတော့လေဟာလားလာရောက်ရင်အဲ့ချက်တော့နောက်ကျက်နဲ့ချက်တော့ချောင်းမှာရိုက်ချိုးမှာဟဲ့လားထပ်ပြောပြအောင်မယ်ကျွန်တော်တို့တော်လန်ပြည်သူတွေကျွန်တော်တို့ရဲ့ရဲဘော်ရဲဘတ်တွေနိုင်ခဲ့ရင်ကျွန်တော်တို့ရဲ့တမိုင်းအရန်လှမှာအေးမနိုင်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဟာ
လုံးဝသူများရဲ့အနှိမ်ခံဘဝရောက်မှာသူများတကပြောသမျှခံရမှာဘာကြောင့်လဲမင်းတို့ကအကြံဖတ်တယ်ဟုတ်လားဒါကျွန်တော်တို့နိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကိုယ်ပိုင်စစ်တပ်တွေပါတယ်ပြန်ပြီးလှုပ်ပလိုက်လို့ရတယ်ဟုတ်လားကျွန်တော်တို့ PDF ရဲ့ရဲဘော်လေးတွေကိုကြာဆုံးသွားတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စိတ်ကူပြောပြတာပါနော်ဒါကြာဆုံးသွားတဲ့လူပဲဖြစ်ဖြစ်လက်ရှိနေတဲ့လူပဲဖြစ်ဖြစ်ချက်တော့ပြက်လက်ပြက်ဒါစစ်ဆိုတော့အဲ့လိုမျိုးဖြစ်မှာအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ရဲ့ချွေးနေတာနဲ့ကျွန်တော်တို့ရဲ့လုတ်အားလေးတွေနဲ့ဒါကျွန်တော်တို့ပြန်ပြီးတော့ပြန်ကြည့်ပေးရမှာအဲ့ဒါမျိုးတွေဟုတ်လားချီပြက်တဲ့လူကိုအငိမ့်စားပေးလိုက်ပြီးရင်အဲ့ဒီအငိမ့်စားပေးတာအောင်မှလာစာထောက်ပံ့ပေးအမြဲတမ်းထောက်ပံ့ရမှာနော်ဟိုတစ်လားနှစ်လားနဲ့မို့အမြဲတမ်းသူ့နောက်ဆုံးတိတ်ဆုံးသွားတဲ့အထိအမြဲတမ်းထောက်ပံ့မိရင်ဘာကြောင့်လဲကျွန်တော်တို့အတွက်သူတို့ဒီဟာကြီးတွေပေးဆက်ခဲ့တာချီလက်တွေပေးဆက်ခဲ့တာဟုတ်ပြီနောက်ထပ်မိသားစုဝင်တွေတေဆုံးသွားလို့ရှိရင်ကြက်နေခဲ့တဲ့မိသားစုဝင်တွေဘယ်သူတွေရှိတယ်အဲ့ဒီလူတွေတကယ်ဟုတ်တယ်မှန်ကန်တယ်ဆိုလို့ရှိရင်အဲ့ဒီမိသားစုထောက်ပံ့ဒါသူ့ရဲ့ကြားတဲ့ပင်စင်စားပုံစံမျိုးနဲ့ထောက်ပံ့ပေးရမှာဒီတေဆုံးသွားတဲ့ရေပုံမြဲတမ်းသူ့မိသားစုအတွက်ထောက်ပံ့ပေးရမှာအဲ့ဒီအချိန်မှာစစ်ခွေးတွေပါလာမလုံးနဲ့တော့နော်မရတော့နော်ငါတို့ရောရောက်ပြီးတော့မဝင်လာနဲ့တောက်ခွက်တွေကြီးပါတွေဖနက်နေရွယ်တိုင်းရိုက်မှာအမတန်းစီပြီးတော့မရအောင်အဲ့လိုချိန်မှာစစ်ခွေးတွေလာမရောနဲ့ကျွန်တော်တို့ PDF ရဲဘော်လေးတွေတက်ပဲကျွန်တော်လုပ်ပြီးမှအဲ့ဒီနိုင်သွားတဲ့အချိန်ကြရင်ကျွန်တော်စိတ်ကူးလဲကျွန်တော်အခုတည်းကပြောပြတာအဲ့ဒီအချိန်ကြရင်မလုပ်ပြီးလဲကျွန်တော်တို့ကိုယ်တိုင်អော်မှာအဲ့ဒီအချိန်မှာ တက်မတော်ကဒီအရွယ်မရောက်သေးတဲ့စစ်သားလုတ်သွားတဲ့စစ်သားတစ်ထောင်လောက်ကိုပြန်ပြီးတော့သူတို့မိဘတွေစီပြန်လွတ်ပေးတယ်ဆိုတဲ့သတင်းလေးပါသတင်းလေးပြောချင်ပါတယ်အဲ့ဒါလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျအော်လို့ဆိုတက်မတော်ကတစ်ချိန်လုံးလူတွေကပြောတယ်တက်ဘယ်လိုခေါ်မလဲစစ်သားလေးတွေပေါ့နော်စစ်သားလေးအသက်မပြည့်သေးတဲ့စစ်သားတွေကိုတက်မတော်ကတောက်လျှောက်တက်မတော်စစ်သားတွေကိုအသုံးပြုနေပါတယ်ဆိုပြောနေကြအောင် မဟုတ်လို့လားအခုတောင်မှဒါနည်းနည်းလေးမဟုတ်ဘူးနော်အသက်မပြည့်နေတဲ့ခလေးဘလောက်လဲ1000ကျော်ဘလောက်လဲ1000ကျော်အပြုံးမယ်ဘလောက်လဲ1000ကျော်အယောက်1000ကျော်ဆိုတဲ့မင်းစဉ်းစားကြည့်တာမင်းစဉ်းစားကြည့်ရမယ်1000ကျော်နော် အဲ့လိုပြောနေတဲ့ဟာကိုတက်မတော်ကကွန် reform လုပ်ပြလိုက်တဲ့သဘောပဲပြီးတော့သူတို့တက်မတော်တွေဝင်လာတဲ့စစ်သားတွေထဲမှာအကယ်၍အသက်မပြည့်တဲ့သူရှိရဆိုရင်ချက်ချင်းသူတို့ကဒါမျိုးတွေအခုပေါ်ထုတ်စုံစမ်းပေးတယ်ပြီးတော့ စောက်ပူကြီးကွာအခုမှမဲကလာရောက်ခါနေမှာစောက်ဟိုနာကြကောင်းလို့စောက်ဖင်ကောင်းနေကြည်ပြီးစောက်ခွက်တွေလာပြောင်းနေတယ်လို့ပဲအဲ့ဒါမဲတကယ်လားဆိုတော့တကယ်လည်းမဟုတ်လေပဲအယောက်1000ကျော်နော်လေပဲလက်တွေ့ဘာမှမီဒီယာနဲ့ချမပြအောင်ဟုတ်လားဘာမှချမပြအောင်အခုဆိုလို့ရှိရင်အုတ်ကြီးတို့ဟုတ်လားရက်ကွက်ထဲကလူမဖြစ်ဘဲကောင်မဲဖြစ်ကွာတစီသမားပဲဖြစ်ဟုတ်လားတစီဆွဲမကောင်းရင်ဘာလို့လဲအောင်မဲလမ်းမှာဘဲကောင်အတက်အရွယ်ငယ်ရှိမလဲဘဲကောင်လူကောင်နဲ့တောက်မလဲအကုန်အချင်းဖမ်းပြီးစစ်မှုတန်းတယောက်စားတာ10သိန်းလောက်ရလဲယူတယ်50လောက်ရလဲယူတယ်ဟိုကဘာမှတော့မသိပဲနဲ့ဟိုလက်မှတ်ထိုးရုံမနဲ့သူတို့ဖောင်နေဖြည့်ပြီးလာတာအဲ့ဒါမျိုးတွေတပုံကြီးမဲ့အခုမြန်မာပြည်မှာခံနေရတာမဝင်လို့ရှိရင်လက်မှတ်မထိုးရအောင်မေးဘာအမှုနဲ့မင်းထောင်ထဲမှာမင်းထောင်ထဲမှာနေမလားမင်းစစ်မှုထားမလားဒါမျိုးတွေပဲမြင်နေကြားနေရနေ့စဉ်နဲ့အမျှမြင်နေကြားနေရတာအခုမှရေးကြီးခွင့်ကျဲလောက်ပြီးတော့ဟာလာ1000ကျော်ပြန်လို့မင်းမီဒီယာနဲ့ချပြလေအယောက်1000ကျော်ဗမာလဲအယောက်1000ကျော်လာမိဘရင်ဝင်ပြန်အမယ်ဒီကလေးတွေအဲ့ကြတော့မီဒီယာဘာတစ်ခုမှချမပြအောင်လေနဲ့ပဲပြီးသွားတာ ဟိုလူတွေပြောနေတဲ့ကိစ္စကိုသူတို့ကအရေးကြီးနဲ့တာဝန်ယူပြီးတော့တေချာလုပ်ပေးတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးချင်းအပြင်တက်မတော်ကပြည်ပင်ကြောင်းလေးကိုအသက်တန်တေချာလုပ်ပေးနေတာတွေ့ရတယ်ဆိုတော့ဒါလေးကကောင်းတဲ့ကိစ္စပါအဲ့တော့တက်မတော်မှာဒီကလေးစစ်သားလို့ခေါ်တဲ့စစ်သားအငယ်လေးအသေးလေးရှိတယ်လို့ပြောကြတဲ့အခါမှာအခုပြောတဲ့အတိုင်းပဲသူတို့ကလည်းရှာဖွေဖော်ထုတ်ပြီးတော့ ပြောကြတာမဟုတ်လက်တွေ့အများကြီးပဲပြီးအဲ့ထဲဝင်ရောက်သွားတဲ့ဟာလေတပုံကြီးပဲဖမ်းမိတာ
ဖမ်းမိတဲ့လူတွေလည်းတပုံမြဲစစ်တိုင်နေနဲ့ဖမ်းမိတာအရှင်ဖမ်းမိတာ3မှန်နေအဲ့ဒီထဲမှာလည်းအသက်မပြည့်တဲ့ကလေးတွေပါတယ် ကလေးစစ်သားဖြစ်တဲ့ပုံကိုယ်တွေကိုပြန်ပြီးတော့တို့ပြန်ပြီးပါပြန်လွတ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့တက်မတော်အဲ့လိုလုပ်တယ်ဆိုရင်တိုင်းသားလက်နက်ကိုင်တို့အမိခံထားတဲ့နော်အဖွဲ့တွေအဲ့ဒီအဖွဲ့တွေကဘယ်လိုသဘောထားမလဲအဲ့ဒီအဖွဲ့တွေကဘာလုပ်မလဲကျွန်တော်အဲ့ဒါကိုမေးခွန်းထုတ်အောင်ချင်တယ်ဆိုကြပါစို့အဲ့ဒီအဖွဲ့တွေကဒီမှာတော့ KIA ပဲထောက် KIA ကလေးစစ်သားတွေရှိပါတယ် KIA ကလေးစစ်သားတွေရှိပါတယ်နောက်တစ်ခါ KNU မှာရှိပါတယ် TNL မှာရှိပါတယ် AA မှာရှိပါတယ် DKB မှာလည်း sorry AA မှာလည်းရှိပါတယ် CNF မှာလည်းရှိပါတယ်အဲ့တော့ DKVA ဆိုပြီးသူပြောရတယ်ဟုတ်လားအလားတစ်ဖွဲ့တည်းဆိုတော့ sorry ပြန်ဖြစ်သွားတယ်ဝိတာအခါတည်းပြောလိုက်လေ DKVA မှာလည်းရှိပါတယ်ဘာလို့မပြော BGF မှာလည်းရှိပါတယ်မပြောရဘူးလားမင်းနဲ့ရံဘတ်ဆိုတဲ့ဟာတွေကိုတော့ဟုတ်လားစစ်တပ်နဲ့ရံဘတ်ဆိုတဲ့ဟာမင်းတို့နဲ့ရံဘတ်ဆိုတဲ့ဟာတွေကိုထည့်ပြောပလိုက်တယ်မဟာမိတ်ဆိုတဲ့ဟာတွေကြတော့sorry ဟာလားရီး sorry ပါလား သူတို့မှလည်းရှိတယ်သူတို့မှရှိတဲ့ကလစ်စတာတွေကိုသူတို့ဘာလုပ်မှာလဲသူတို့မှရှိတဲ့ကလစ်စတာတွေကိုသူတို့ဘာလုပ်မှာလဲဆိုတော့မေးခွန်းတော့ PDF တွေထဲမှာလည်းအသက်မပြည့်သေးတဲ့ဒူငယ်လေးများစွာတော့ပြည့်သေးတဲ့ဒူငယ်လေးများစွာဘာပဲပြောတော့ပြည့်တဲ့ဒူငယ်လေးများစွာ PDF ဖြစ်နေအသက်ပေးကြတယ်အများကြီးရှိပါတယ်အဲ့ဒါ ကျွန်တော်ပြောပြမယ်အဲ့ဒီဟာနော်အသက်မပြည့်သေးဘူးဆိုရင်တော့မှဟိုကလက်မခံမှကြောက်လို့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေနော်ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေပြောပြတာကျွန်တော်တို့ဒီ PDF ထဲဝင်းရင်နဲ့ဆိုရင်တော့အသက်မပြည့်လို့ရှိရင်လက်မခံမှကြောက်လို့ကိုအသက်ကိုလိမ်ပြီးတော့လက်ခံလာအောင်ပြောတာအဲ့ဒါမျိုးတွေကြီးပဲဟာလားဒီမှာအသက်မပြည့်သေးပါဘူးလို့ပြောတာတော့မင်းတို့စစ်တပ်မှာအသက်မပြည့်ပါဘူးလို့ပြောတာတော့မှမင်းတို့မလိုလားဘူးအသက်ကြော်သွားပြီလို့ပြောလဲမင်းတို့မလိုလားဘူးအကုန်လုံးဘာမှတော့မပြောရဘူးကွာလက်မှတ်ပဲထိုးရုံပဲတခါတည်းစစ်မှုထမ်းပေါ်တာဆိုရတခါတည်းစစ်တပ်ထဲတန်းရောက်အဲ့ဒါမျိုးတွေကြီးပဲမတူရင်လာမတူနဲ့မတူရင်လာမရှင်နဲ့မတူရင်လာမဟောင်းနဲ့ဟောင်းတိုင်းလဲမကောင်းကြုံမျိုးမင်း ဘသူတောင်းယူမလို့ဆိုမေးခွန်းကိုကျွန်တော်တို့မေးစ ကျွန်တော်တို့ထဲမှာအာရမစုဆောင်တာမလုပ်ဘူးသူတို့စိတ်သဘောနဲ့သူတို့ဝင်မယ်ဆိုရင်တော့မှသူတို့ community ခေါင်းဆောင်တွေကထောက်ခံချက်တွေနဲ့မှပဲကျွန်တော်တို့ဝင်ခွင့်ပြုတယ် အဲ့မေကွန်းကတော့သူတို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခုဒေါ်လာရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတဲ့ community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပေးတာပါ မေးွားတဲ့မေးခွန်းကြီးကတော့အတိတ်ပဲရှိလိုက်တာနော်မြန်မာတနိုင်ငံလုံးရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ပြောတာမဟုတ်နော်မင်းအောင်လှိုင်ပြောတာမဟုတ်လောလောဆယ်အနေထားမှာမြန်မာတနိုင်ငံလုံးစစ်ဦးစီးချုပ်အနေနဲ့ခံမို့ဒါသဘောထားအောင်မေးတာဘလို့ပြန်ဖြီသွားလဲနားထောင်ကြည့်ပညာသားဘလောက်ပါလဲလို့ ဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတာဝန်ကတော့ဒါအာရခဒေသလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့သမိုင်းပေးတာဝန်ပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုဏ်သိက္ခာကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတီဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့ကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလေ့လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်စွမ်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုနည်းနည်းမှဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်
ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ် အဲ့တယ်နော်ဖြည့်သွားတယ်ဖြည့်ချက်တွေကွာတယ်ခေါင်းဆောင်ဖြစ်ချင်လို့အာနာသိန်းတာနဲ့ခေါင်းဆောင်ခန့်တာတော့မှသူ့ရဲ့တာဝန်မကြည့်မှကြောက်လို့မယူသေးတဲ့လူနဲ့ကွာတယ်နော်တော်တော်ကွာတာ ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နျူကလ িয়ার အနုမြစွမ်းအေဂျင်စီကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလို့ရဆွေးနွေးပွဲကိုလည်းတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်တွေပေါ်ဆောင်ရွက်လက်ရှိနေပါတယ် နျူကလ িয়ার တော့မှပြအောင်မဖတ်တတ်တဲ့မြန်မာစာကိုပြအောင်မဖတ်တတ်တဲ့ပြောရင်ကွာတော်တော်ငါမရရကြပါမြန်မာစာတော့ပြအောင်မဖတ်တတ်တဲ့ကောင်ကဘယ်လိုများနိုင်ငံခြားကိုသွားပြီးတော့မြန်မာလိုတော့ဖတ်ပြနေလေโอเคမြန်မာလိုဖတ်ပြတယ်ထားစာလုံးတစ်လုံးညင်းသည့်တောင်ပြအောင်မဖတ်နိုင်ရင်ဘာသာပြန်တဲ့နေရာမှာအလွဲအမှားတွေရှိတယ်ဒါတွေကိုသူရှက်ရကောင်းမှလည်းမသိဘူးကျွန်တော်တို့စာတစ်လုံးချင်းရေးပြီးတော့ဘာသာပြန်လာတော့မှစာရေးမှရင်ဘာတွေထွက်လာလဲဆိုတော့သိကြမှာပါဟုတ်တယ်ဟုတ်လားဒါအင်တာနက်နဲ့မစိမ့်တဲ့လူတွေဆိုရင်တော့သိတာပေါ့ကျွန်တော်တို့မနာမလဲတဲ့ဘာသာတစ်ခုကိုဘာသာပြန်မယ်ဆိုလို့ရှိရင်မြန်မာလိုပြန်ထွက်လာတဲ့အခါမှာကျွန်တော်တို့ဖတ်တာလွယ်ကူတယ်ဆိုပေမဲ့ကျွန်တော်တို့မြန်မာစာကိုတခြားဘာသာကနေဘာသာပြန်တဲ့အချိန်မှာတစ်လုံးလွယ်ဝိုင်းရင်ဘာအတန်ထောက်ပါလဲဆိုတော့သိကြမှာပါအဲ့ဒါကြောင့်မို့ဒီလိုနေရာမှာဒီစကားပြောတာဘာသာပြန်တဲ့နေရာမှာအစင်မပြေမှုအများကြီးရှိတယ်အဲ့ဒါကိုတော့မှဒီကောင်ဆောက်ချက်မရှိစာတော့ပြအောင်မဖတ်နိုင်နဲ့ကောမြန်မာစာကိုပြောတာနော် အခုပြည်ပြည်ဆိုင်ရာဖိုရမ် ကြည့်ပါဦးဗျာတနာစရာလေဟဲ့ကောင်ရင်မင်းတော်ပါတော့လို့ပြောနေတယ်မပြောရင်တတ်မယ်ပဲကွာမျက်နှာထားကိုကြည့်ဟဲ့ကောင်ရင်မင်းဘာတွေပြောနေတာလဲဆိုတော့မျက်နှာထားနဲ့အမှကြည့်အော်ဒုက္ခအဲ့ဒါလေမသိပါဘူးဟိုကငါပူရတာ အနုမြကမ္ဘာအနုမြသတင်းပတ်ကိုတက်ရောက်လာကြတဲ့နိုင်ငံများနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍနဲ့ပတ်သက်တဲ့တင့်လျော်ရာ sector များမှာလည်းပူးပေါင်းဆောင်ရွက်သွားလိုပါတယ် ဖြာပုံမှာပေါ်တာဆွဲနေလို့ PDF ထဲဝင်ကုန်ကြပြီတဲ့ဖြာပုံမှာပေါ်တာဆွဲနေလို့ PDF ထဲဝင်ကုန်ကြပြီဆိုတော့ဒါတော့ကိုယ်ပိုင်ရွေးချယ်ခွင့်ပါ PDF ထဲပဲဝင်စစ်တပ်ထဲပဲဝင်မော့လေနော် PDF ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်တော့စစ်တပ်ရဲ့စီကံပေါ့ PDF ထဲဝင်တော့ PDF ရဲ့စီကံပေါ့လေနော်ဒါပေမဲ့အကျိုးမြတ်ခံစားမှုနဲ့ကိုယ့်ဘဝအတွက်လည်းကိုကြည့်ရမှာဖြစ်တယ်ဟုတ်ပြီ PDF ထဲဝင်တယ်အကျိုးစီးပွားပါလေ ကျွန်တော်တို့အကျိုးစီးပွားလိုလားလို့ PDF ထဲဝင်တာမဟုတ်ဘူးကျွန်တော်တို့အကျိုးစီးပွားလိုချင်လို့လဲကျွန်တော်တို့ဒီလိုမျိုးမီဒီယာနဲ့ပြောနေတာမဟုတ်ကျွန်တော်တို့အကျိုးစီးပွားကိုကြည့်ပြီးတော့လေရှေ့ဆက်နေတာမဟုတ်ကျွန်တော်တို့အကျိုးစီးပွားဆိုတာနောင်လာမဲ့ပြည်သူတွေကောင်းကောင်းမွန်မွန်နေရဖို့နဲ့အေးချမ်းတတရရလေးနဲ့ဝဝလင်လင်ပြည့်စုံနေနိုင်ဖို့ပဲမျှော်လင့်ချက်နဲ့ဒီလိုမျိုးလုပ်နေကြတာကျွန်တော်တို့လူငယ်တွေရဲ့ရှင်ထဲမှာဒီလိုဟာတွေပဲရှိတယ်အာနာရှင်မဖြစ်ဖို့အများဆုံးတွန်းလှန်နေတာအာနာရှင်မဖြစ်ဖို့ဟုတ်ပြီနော် ကျိုးစီးပွားနေပါရမှာမိမိတို့လည်းကြည့်ရမယ်အတ္တဟိတပရဟိတမျှတရမှာဖြစ်တယ်အဲ့တော့ PDF ထဲဝင်တယ်ကိုကဘာရမလဲကိုတို့လာစားလားဘဝအရှိရေးလားဒီဘက်ချမ်းကမှဘာမှမပေးနိုင်တဲ့ခါကျတော့ PDF ထဲဝင်ဖို့ဆိုတာတော့ဒါကိုယ့်ရဲ့ခံယူချက်နဲ့ဝင်မယ်ဆိုတော့ခံယူချက်ခုပဲတို့အတွက်ရှိမှာပေါ့နော်ဒါမဲ့တော့စစ်တပ်ထဲဝင်တော့လည်းဘာတွေအကျိုးမြတ်ရှိမလဲအဲ့တော့စစ်တပ်ထဲဝင်တော့လည်းသူစစ်တပ်ရဲ့စီကံရှိတယ်စစ်တပ်ရဲ့စံစားဝင်ခံစားခွင့်တွေရမှာဖြစ်တယ်အဲ့တော့ဒါလူငယ်တွေအနေနဲ့ကိုယ်ပိုင်ရွေးချယ်ကြပါကျွန်တော် စံစားခွင့်ခံစားခွင့်နဲ့အခုလောလောဆယ်စစ်မှုထမ်းဆွဲသွားတဲ့ညီငယ်တွေအကိုတွေတက်ဆုံရှုံသွားတာကြဆုံသွားတာလူတွေရခဲ့လေနင့်နာကြီးလူတွေရခဲ့လေ
မင်းတို့ရဲ့တပ် body ကိုတော့မှပြန်မဆွဲကြဘူးလေဒီတိုင်းပဲပြစ်ထားတာဟိုဘက်ကကြည့်မကောင်းလို့တာပြန်မြုပ်ပေးနေတာမင်းတို့တွေမီရှို့ဝေးလိုက်မြုပ်ပေးလိုက်လှုပ်ပေးနေတာဟမ်မင်းတို့ဘာမှလည်းခံစား권ဆန်စား권ပါစမှာအယိုးမရှိတိုင်းလေအလကားရတိုင်းရှောက်ပြောမနေနဲ့ကြားကောင်း